자 한지 오사랑에 처음에 나자 자부이 고베 자고아 나로부 간신놈으로 타오라피아 시로나 위타자고아 타오라피아기 나로이 피아피로구니 나로디레 찬노나이 제사로디 이거 아우네도 도지자 할렐루야 뜻사로 이 예수님의 이도자 타오라피아 지원자노 저를 누요 방로에 피하는데 지나라의 돈 피하기고 누요 디디 바라스가 디디시기네 피하에 보고 보비에 지마 저를 지마 누요 바라스가 디디시에 에이 바라스가는 누 타오라 피하고 지롱 고에 지저리네 시로마로 노인 지가자마서ကျမတို့ကောင်းမှုကိုတွေကြောင့်လို့ဒီဘဝမှာလူဖြစ်လာရတာမဟုတ်ပါကျမတို့ဖျားခင်ကကျမတို့မမွေးဖွားပြီးလောကကြီးကိုမရောက်ပြီးအချိန်ကနေစီမှာဒီဆုံးတဲ့အချိန်ဒီသူ့မှာအကျဉ်းစီနဲ့သူ့ရဲ့အကျဉ်းစီနဲ့ကျမတို့ရောက်လာခြင်းဖြစ်ပါတယ်သူ့ရဲ့အကျဉ်းစီကကျမတို့လူတော့ပါပါပဲဒီပြည့်စုံဖို့မဟုတ်ပဲလေထာဝရအတက်ကိုရပြီးတော့မှသူ့ရဲ့ကင်းတင်ခြင်းတဲ့ကောင်းကိုသိပြီးတော့မှအမြင့်ဆုံးတော့ကောင်းကြီးကိုမှသူနဲ့သူဆန်းစားဖို့လည်းတော့အလိုရှိတယ်
ရေးရွေးချယ်ထားတဲ့အကြံချက်ကိုဖတ်မယ်ခြင်းဖြစ်ပါတယ်။ program ရဲ့အပြင်ပိုင်းရတဲ့မှာရှိပါတယ်။ပြည်နယ်ဒီကမတတ်တာပါလို့ရှင်ယောနာဖြစ်မယ်။အာဇီရှိခန်းနဲ့ဆက်နေတသတော်ယေရှုကငါဒီလောကရဲ့လင်းကြည့်ပြီးငါနောက်သို့လိုက်တော်သူသည်မောင်မိုက်ပြပွားလာတဲ့ရင်လေးကိုရလိမ့်မည်ဟုနေတော်မူ၏။ဒီမှာတရားဒေသနာတော်ကိုကြားနာခြင်းဖြစ်ပါတယ်။တက်တာကျွန်တော်ကတော့ဆက်လက်ကောင်းစဉ်နဲ့ဆက်လက်ပြန်ပြီးရရန်ကွန်ဂရက်ဆိုင်ရာပြီးတော့ကျွန်တော်တို့နားလည်ခြင်းဖြစ်ပါတယ်။ ရှိဥစွာဘုရားရှင်ရဲ့ကျေးဇူးတော်ကိုရှင်မောလည်းရှိပါတယ်။ဒီတစ်ပိုင်းဒီဘုရားရဲ့အခုကဘုရားရဲ့ရှိတော်မောင်းမှာဘုရားရှင်ရဲ့ဒေသနာတော်နဲ့တကွဒီဗမိတ်ခါရပြင်ချင်းပြန်အောင်ရရှိခဲ့တဲ့အတွက်လည်းကျေးဇူးတော်ကိုရှင်မောလိုပါတယ်။ကောင်းစဉ်ကိုအသက်တာအတွက်နှုတ်ကပတ်တော်ဆိုပြီးမှရွေးချယ်ထားပါတယ်။နှုတ်ကပတ်တော်ဒီကျွန်တော်တို့အားလုံးတည်ပြီးဖြစ်ပါတယ်။ယုံကြည်သူများအထူးသဖြင့်ယေရှုခရစ်တော်အားလက်ခံယုံကြည်တဲ့ဝင်တော်သူများအသက်တာလည်းဖြစ်တယ်ဆိုတာအဲဒီတိုင်းကျွန်တော်တို့အသွေးလျှော်တဲ့အပိုင်းမှာကျတော့တကဘာလုံးနဲ့တက်ဆိုင်ပြီးကိုယ်သင်ကောင်းတဲ့အခြေအနေရှိပါတယ်။တကယ်တော့လောကပတ်တရားယုံကြည်သူယေရှုခရစ်တော်ကိုတဲ့ဝင်ယုံကြည်သူများအသက်တာဖြစ်တယ်ဆိုတာဓမ္မကျမ်းစာကကျွန်တော်တို့ကိုပေါ်ပြပြီးဖြစ်ပါတယ်ဒီဓမ္မကျမ်းစာနှုတ်ကပတ်တော်ကိုဝိညာဉ်တော်ဖြစ်တယ်ဝိညာဉ်တော်ဖြစ်တဲ့အတွက်ယေရှုခရစ်တော်ကိုကေတေရှင်ဖြစ်လက်ခံတော်သူအရောက်စီတိုင်းရဲ့အသက်တာမှာလမ်းဖြစ်တယ်ခရီးဖြစ်တယ်နာခံသူများကိုမြင့်မြတ်သောအထက်အထက်ရှိသောတရားတော်အဖြစ်ကျွန်တော်တို့ကိုလမ်းပြရရှိတယ်ဆိုတာတမန်ကျမ်းစာကပေါ်ပြပြီးဖြစ်ပါတယ်။သူတော်ညာလည်းယုံကြည်သူများအနေဖြင့်နှုတ်ကပတ်ဒေသနာတော်ရဲ့လမ်းပြမှုနှုတ်ကပတ်တော်ရဲ့ဖွင့်ပြမှုကိုခါတလေကြရင်အမတန်မှပါတဲ့နားနဲ့တော်တော်သူ့ရဲ့နားနဲ့တော်တော်နာခံလိုက်လျှောက်တဲ့အခါမှာကျင့်ကြံတဲ့အခါမှာအသက်ရှင်တဲ့အခါမှာကိုမျိုးလေးမထားတယ်လို့ဒီခါလေးတိုင်းကိုထင်ထားတယ်လို့မဟုတ်တဲ့အကြောင်းအရာမြောက်များစွာအသက်တာမှာကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းတွေလည်းဒီနေ့ကျွန်တော်နဲ့အတူတူကစဉ်းစားဆင်ခြင်နိုင်ဖို့ရတဲ့ခေါ်ပြလူချင်းဖြစ်ပါတယ်ဆိုလိုတာကလောကပတ်ဒေသနာတရားတော်ကြီးခုနပြောတယ်ယုံကြည်သူများအတွက်အထွတ်အထိပ်ဖြစ်တယ်လမ်းဖြစ်တယ်ဒီအရာကိုလက်ခံလိုက်ခြင်းအပြင်လောကီလောကုတ္တရာနှစ်ခုစလုံးသောမင်္ဂလာအပေါင်းကိုအရောက်စီတိုင်းရဲ့အသက်တာမှာခံစားရရှိပြီးဖြစ်တယ်ဘုံတူနဲ့ပြည်စုံသောပြောင်းလဲမှုအစဉ်တောက်ခံနိုင်သောအသက်တာကိုအမြဲသာသမီတို့အေးဒီတကာကလမ်းပြတယ်ဆိုတာကျွန်တော်တို့ခံစားနိုင်တော့ခံစားတတ်တယ်ယုံကြည်တတ်ရင်ဒီအကြောင်းအရာကိုကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်တမန်ကျမ်းစာဒီနှုတ်ကပတ်ဒေသနာတော်ဒီဘုရားသခင်မုတ်သွင်းတော်မူသောတရားတော်ဖြစ်တယ်ဆိုပြီးမှဒီမောဒီဒုတိယဆောင်ခန်းကြီး3ပေါ်ပြထားတာတွေ့ရ။ဒါမဲ့တခါတလေကြာရင်ကျွန်တော်တို့ကဒီနှုတ်ကပတ်ဒေသနာတော်ကိုလူတွေကရေးထားတယ်ဆိုပြီးမှပြောတဲ့လူတွေလည်းအများကြီးရှိတယ်။နောက်တစ်ခုကတာကိုမိမိမြင့်တက်ရာမြင့်တက်ကြောင်းမိမိရဲ့အလိုရှိတဲ့အတိုင်းဒီချမ်းကိုအတိတ်ပဲဖွင့်ပြီးမှဒီနှုတ်ကပတ်ဒေသနာတော်ကိုလူရာဆွဲသွင်းပြီးမှကိုအကြိုက်ဆောင်တဲ့အသက်တာကိုလည်းကျွန်တော်တို့ကကင်ဆောင်တတ်တယ်ဆိုတာကိုလည်းသိရ။ဒါပေမဲ့တကယ်ကျွန်တော်တို့ရဲ့အသက်တာမှာခုနပြောတဲ့မုတ်သွင်းတယ်ဆိုတဲ့စကားကျွန်ဖို့ကိုကောက်ဆောင်အော်ကောနမ်ချင်းမှာ
shung dai miền khu bò shung ai phải gặp hú này bù đấy nát bù đấy ngay tan xin nó về nhìn đồ cả bù bị mà thật là đấy nó có bắt tay giá đâu chứ ta có nào có thể cho nó dùng gì từ cái nhà này cái lúc nhà chăn sản tiền chuyện rồi đi trong này thì mà rồi chuyện là thế cho nó đi ở đây ta mà lẽ khăn để na yêu mục sĩ na yêu để lấy sao mục sĩ lấy sao mục cho nó cả lấy sao mục chúng ta để chính chẳng này để chính là cho nó mục sĩ thì đâu cả thì ở trong nhà thì luôn cả nếu các bạn tiền na rồi đi anh nhìn xong đó ai à chết đấy rồi cho nó lúc vô để xử cả đi cả đi để mà điပြောvề đó để xử cho nó lúc khán giả nhận chết bao giờ cũng lúc vô nhà là để xử cũng mà cho nó lúc là khá là đi chạy sinh ra nhà mẹ là ban sinh chi nhà mẹ là ban tâm mà chán giả thì đồng nhà chết đấy tâm mà nhận chết thì tâm mà chán giả nó các bạn tiền nào rồi nó các bạn tay giá rồi đồng nhà cũng cho nó lúc là tâm mà nhận mini của đây thì tít cái nan api, ekya api, tít number api, tít tâm mà thì cái lúc nhà cho nóรู้vậy khai yêu mu, chín chạm mu, na khai mu, lấy sao mu, bồn mu đi mà đi cái nào đó để tàu nhà này cả tu qua làm chứ cô cái tết xuế ta mà api để xem về gì mà dùng gì tu khi anh dùng gì đấy đi anh bắt xem mà gì shipแต่แบบมิมิရဲ့ကျူးစာမှုကျင့်ကြံမှုအပေါ်မူတည်ပြီးမှအကောင်းဆုံးတော့အဖြစ်ဆိုတဲ့3ညနေစင့်လာရာထောင်တောင်းတင်းတန်းကြရေမြောက်များစွာတော့ကောင်းကြီးမိန်လာတဲ့အသက်ရှင်နေတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ဒါပေမဲ့လို့ဒီအရာကိုနားလည်နိုင်ဖို့ရအတွက်ဒီအရာကိုဆင်ခြင်နိုင်ဖို့ရအတွက်တခါတလေကြာရင်ကျွန်တော်တို့တာမန်အားဖြင့်စဉ်းစားနိုင်ဖို့ရတဲ့တူတယ်။ဒါကဘာလဲဆိုရင်ဥပမာရည်စားစာတစ်စောင်ဒီရေတော်သူရဲ့ချစ်ချင်းမြတ်တာဖတ်တဲ့အခါမှာအဲ့ဒီဖတ်သောပုဂ္ဂိုလ်ရဲ့စိတ်နှလုံးထဲမှာဒီရည်စားစာကိုကောင်းစွာမခံယူနိုင်တဲ့ဘယ်တော့မှအပြေပေးနိုင်တဲ့ရည်စားစာဖြစ်မလား။ဘာကြောင့်ပေါ့လို့ဘာလျှောက်ရေးထားတယ်လည်းမသိဘူးဆိုပြီးမှဝေဖန်စရာသုံးသပ်စရာတွေအများကြီးဖြစ်လာ။ဥပမာဆရာဗန်ဆိုင်ရဲ့ကတော့ဆရာမတော်ဘုံမှာကျွန်တော်တို့ TKBC အတင်းတို့တင်တာတွေကိုစာတစ်စောင်ရေးလိုက်တယ်လို့သဘောထားလိုက်ရအောင် TKBC အတင်းတို့အတင်းသားများခင်ဗျာကျမရဲ့ယောက်ျားဖြစ်တဲ့ brand ဆန်ကိုကောင်းစွာပြုစုပေးသည့်အတွက်အထူးကျေးဇူးတင်ပါတယ်ဒါကြောင့်အားလုံးကြမ်းမာမာနေကြနော်အလုပ်ကောင်းလုပ်ကြနော်ပတ်စံများစုကြနော်ကျမရဲ့ဂရုစိုက်ကြနော်ကျွန်တော်တာအမြင့်ကိုဘာမှပူစရာမလိုဘူးနော်လူကျွန်တော်ရဲ့အမျိုးသမီးက TKBC အတွင်းအတင်းတို့တင်တာများကိုစာရေးဒီဆရာတော်တော်လေးနားလေတတ်တဲ့ဆရာတော်ပဲဆိုတဲ့ခံစားမှုထက်တွဲပြီးမှနောက်မနေ့ဆိုရင်ဆရာတော်တော်ဘုံမှန်ရေးလိုက်တဲ့စာကိုတော်ယုံတန်ယုံအုံတော့မကောင်းတဲ့လူကတတိမရဘူးဒါပေမဲ့ကျွန်တော်ကြောက်အဲ့လိုမဟုတ်ဘူးဘာဖြစ်လို့လဲနောက်ဝရင်ကျမကြီးယူဆိုင်လို့ကျမနဲ့ဝေးနေတဲ့အခါကျမဂရုမစိုက်နိုင်ဘူးနော်မိမိကိုမိမိဂရုစိုက်အိတ်ချင်းအိတ်ပါစားချင်းစားပါအတင်းတို့အတင်းသားတွေနဲ့အတူတူကပျော်ပျော်ရွှင်ရွှင်ကောင်းစွာပေါင်းသေးပါနော်မတိအောင်တော့မနေအစီမပြေမဖြစ်အောင်တော့ကြိုးစားနော်ဆိုပြီးမှကျွန်တော်ကိုပြောလိုက်တဲ့စကားစာဥမာ Messenger နဲ့ပို့လိုက်တယ်ပဲထားလိုက်ကြပါဆိုနော်ပို့ကြည့်လိုက်ကျွန်တော်ကျတော့ခုနအတင်းတို့တင်းသားတွေခံစားလို့တော်တော်သဘောကောင်းတဲ့တော်တော်လေးသိတတ်တဲ့ဆရာတော်ပဲဆိုတဲ့စကားနဲ့မပြီးမတော့ညအိတ်ချီရောက်လာတယ်
အချိန်ကျော်လာပြီး7 နာရီကျွန်တော်အမျိုးသမီးပြောတယ်အိတ်ချင်းတိုင်းအိတ်ပါလို့ပြောတာကျွန်တော်အိတ်အောင်မှာဒီချင်းစားချင်းပဲစားတယ်စကားပြောတဲ့အခါမှာစင်စစ်ရှင်းပြောလို့ဘုရားတခါကျရင်စကားရဲ့အရန်ပေါက်လေးခွက်လာတဲ့ခါကျကျွန်တော်အမျိုးသမီးပြောတယ်စကားကိုရှင်းပြောလို့ပြောလိုက်တာအနေနဲ့လေးတတိထားအောင်မှာကျွန်တော်အမျိုးသမီးရဲ့စာကိုအမြဲတတိယမှာလိုက်လျှောက်တဲ့အခါမှာကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံမှုအမြဲထိပြီးရရှိဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူဒီကTKBC အေးတို့ရေးထားတဲ့ကျတော့ကျွန်တော်အမျိုးသမီးတဲ့ခုနတခါရေးထားတဲ့စာကလွဲကျန်တာဘာမှခံစားမှုရှိဤကဲသူပဲယနေ့နှုတ်ကပတ်တရားတော်ကိုတကယ်ချစ်တဲ့တက်တဲ့နှလုံးသားအဖြစ်မှာထိတဲ့အရာအဖြစ်ဆိုရင်လိုက်လျှောက်ဖို့အမြဲတည်းရနာခံဖို့အမြဲတည်းရကျင့်ကြံဖို့အမြဲတည်းရဘာကြောင့်နှလုံးသားကိုကြည့်ဟတ်တီယနေ့လူကြီးစကားအရာဆိုဟတ်တီတာတကယ်လို့များဒီဒေသနာတော်ကိုတာမန်အားဖြင့်ကျွန်တော်တို့ကခံယူခဲ့မယ်ဆိုရင်ဆရာတော်ရေးလိုက်တဲ့စာကိုယုံကြည်သူဒီကအသင်းတို့တင်သားတွေကိုခံစားတယ်လို့မနဲ့ဖြစ်စုမိတော့ဒါဆိုကြည်ကြဖို့အချိန်မရှိနာခံဖို့အချိန်လိုက်ဆောင်ဖို့အချိန်လည်းမရှိဂရိလည်းမရအဲ့ဒီဘောတယောက်ဖြစ်ဒါကြောင့်ခုနပြောတဲ့နှုတ်ကပတ်တော်ဒီတုံရဖြစ်တဲ့အတွက်ဒီနည်းတစ်ဖြစ်တယ်တိအပေါ်မူတည်၍အမတ်ဒီဘလောက်ထိတက်လာမလဲဆိုတာကမိမိရဲ့ကြင်ကြံမှုပေါ်မှာမူတည်တယ်ဆိုတာတွေ့ရဒါကြောင့်ယနေ့ဒီအကြောင်းအရာတွေတား၍ကျွန်တော်တို့ခိုင်ကြီးဖို့ရအတွက်နံပါတ်1အနေနဲ့စဉ်းစားစီရှင်တဲ့နှုတ်ကပတ်တော်ကိုလက်တွေ့ကျင့်သုံးရဖြစ်တယ်ဆိုပြီးမှပေါ်ပြတယ်ခုနပြောသလိုကျွန်တော်နှုတ်ကပတ်တရားတော်ကြီးကျွန်တော်တို့ကကျင့်သုံးမှုမရှိဘူးဆိုရင်ဘယ်လိုမှဒီဒေသနာတော်တွေကတန်ဖိုးမရှိဘာစင်ဘာမှတန်ဖိုးမရှိကျွန်တော်တို့ကအမြင်ကြားနေပါတယ်ကျမ်းစာကြီးဖတ်ဘူးပါအဲ့တကယ်ဖတ်ဘူးလေဆိုရင်ကြားတယ်ဆိုရင်လိုက်လျှောက်ပါတည်တယ်ဆိုရင်ဒီကြားရဲ့ပေါ်ပြမှုနာခံမှုဘုံမလေးပါကျွန်တော်ဖတ်ဘူးပါတယ်အဲ့ဖတ်ဘူးတွေစဉ်းစားရှင်းနိုင်တဲ့အတိအပြကျွန်တော်တို့ထားရှိအောင်ဖြစ်တမန်ကျမ်းစာကိုဖတ်ပါတယ်ကျွန်တော်ကဒီတမဟုတ်တမတိကိုအခါဖတ်ပြီးဆိုရုံနဲ့မပြီးရှင်းနိုင်အောင်ဒီကျမ်းကဘာလို့ဆိုလို့လဲဒီနှုတ်ပတ်ဒီနှုတ်တော်စကားကဒီနှုတ်ထွက်စကားကကျွန်တော်ရဲ့အသက်တာဘေးအတွက်ကိုလမ်းပြနေတယ်ကြားတယ်ဆိုရင်လက်တွေ့ရုပ်တိရှိကြည်ကြံဖို့ရတယ်လိုအပ်တယ်ရှင်လောကပြုကြံခန်းကြီး7နဲ့28နာယုပြီးလိုက်လျှောက်တော်သူများဒီမေဂလာရှိတယ်ဓမ္မကျမ်းစာပေါ်ပြထားတယ်ပြည်တကယ်လို့များကျွန်တော်တို့ကဓမ္မကျမ်းစာကိုသိတယ်ကြားလဲကြားဖို့တယ်ခဏလဲကိုယ်တိုင်လည်းဖတ်ဖို့တယ်ဒါပေမဲ့တကယ်ကြည်ကြံမှုမရှိဒါကဘာလဲမေဂလာမရှိဘူးဆိုရင်မင်္ဂလာရဲ့စံချိန်ဘက်ကပါအမင်္ဂလာဓမ္မကျမ်းစာကိုမလိုက်လျှောက်ပဲနဲ့နှုတ်ကပတ်ဒေသနာတော်ကိုလက်ခံပါကိုယ့်ရဲ့ရှေ့မှာရှိပါလေရဲ့နဲ့မကျင့်သုံးဖို့စီမင်္ဂလာမရှိဘူးမင်္ဂလာမရှိတဲ့ဘက်မှာကအမင်္ဂလာပဲဖြစ်တယ်ခုနပြောသလိုတုံညဒီအများကြီးတူပွားလာမှုရန်အတွက်ကနံပါတ်1ကနှုတ်ပတ်ဒေသနာတော်ကိုလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်ဆိုတဲ့အပိုင်းဖြစ်ဒုတိယအချက်အနေနဲ့ကဒီတမန်ကျမ်းစာနှုတ်ကပတ်ဒေသနာတော်ကိုဘုရားရဲ့ခမည်းတော်ရဲ့အတန်တော်ဖြစ်တယ်ဆိုတာကျွန်တော်ကောင်းစွာဝန်ခံရအောင်။နှုတ်မို့လို့ရှိရင်တော့အခုဆရာပြောဆံပြောနေတာဟာဒီဘရန်ဆန်အတိုင်းနာကြီးတော့ကွာ။ဒီနေ့တိတ်လေးနေမရတော့ဘူး။ဒီလိုပြောအောင်တစုံသူရဲ့အတန်ကိုကြားခြင်းအပြင်ဒီကောင်ကစကားပြောရလဲမပြီးကလာနဲ့နားကိုညီးတော့မြန်ပြီးရင်ကောင်းပါတယ်ကွာမကြားခြင်းတော့ဘူးကျွန်တော်အခက်မတည်းအဲ့လိုတွေးကောင်းတွေးနေမှာဖြစ်ဒါပေမဲ့ဒါမဟုတ်ဘူးအခမီးတော်ရဲ့အတန်တော်ဖြစ်တယ်ဒီအတန်တော်ကိုလက်တွေ့ကျင့်နိုင်ရန်အတန်တော်ကိုကောင်းစွာနားထောင်ရမှာဖြစ်ပါလေတဘိုးလေးပေါက်ရမှာဖြစ်ကျွန်တော်တို့တခါကျရင် listening skill ကအားနေတဲ့အခါမှာအခုကျွန်တော်ဒီမှာနည်းနည်းဒုက္ခရောက်တဲ့အပိုင်းရှိ
the zone to open any time me I don't follow look at come up but what you know any na thong chi da ho mi na sai la o na mi sai la ba le ma ti do kaung le ma ti do ha ma thu pyo lai ma twa ma so yin lo ma pyo be tha lai yo အခါကျတော့ဟာဒီလိုတော်ရိုင်းတာပဲဖြစ်သွားတယ်အေးဥပမာကကျွန်တော်တို့ကတမန်ကျမ်းစာဘုရားရှင်ရဲ့ဒေသနာကဘုရားကောင်းကောင်းလေးနာခံမှုအာနေကြားတဲ့အခါမှာပြပြတတ်တတ်မကြားဘူးဆိုရင်အတက်တာလဲမှားသွားတယ်ဘုရားရှင်မှာဒီကောင်လူမိုက်ပဲဒီကောင်လူရိုင်းပဲဒါငါနဲ့မတန်ဘူးဒါငါကောင်းကြည့်ကိုဖြည့်ဆည်းမဲ့ကောင်းပဲတဘောအဲ့လိုပဲကျွန်တော်တို့ခံယူသွားမှာဖြစ်ဒီတဘောပါဟောအရင်တော့ကကျွန်တော်တာအနေရောသူစကားပြောတတ်ခါစားသူကစနစ်လို့ပြောချင်တယ်ဗဇက်ပြသူအမကမူဂျူဆီယာမဟောတာအဲဒါသူအမအမေအင်္ဂလိပ်ကဝဟာရတွေပြောပြသူကစနစ်လို့ပြောချင်ဗဇက်ပြစနစ်လို့ပြောချင်တဲ့စကားကိုသူကိုယ်တိုင်ပြောလိုက်တာပါချက်တီသမီးဦးနဲ့စလိတ်နဲ့မှားပြီးမှပြောတယ်အခါကျတော့သူများအတွက်ဟားဆရာဖြစ်အဲကြောင့်ယနေ့ကျွန်တော်တို့ယုံကြည်သူခရိယာများကတခါတလေကျရင်ဟိုမယုံကြည်သူများရဲ့ဟားဆရာဖြစ်အဲကြောင့်ဟိုတလောကလည်းတစ်ခေါက်ပြောပြီးစိတ်ပြည့်စရာကောင်းတဲ့ခရိယာတွေလို့ပြောခံရတာလည်းတခြားကြောင့်မဟုတ်ဖတ်ခမီးတော်ရဲ့အတန်တော်ကိုနာကြားလွဲတဲ့အခါမှာကျွန်တော်တို့ရဲ့ကြင်ကြံမှုကျွန်တော်တို့ရဲ့အသက်တာတွေရိုင်လေးသွားတဲ့အခါမှာဒီမတန်းဟားဆရာဖြစ်ပါတယ်ဟာတတပွဲဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ယောမဩဝါဒကျမ်းထဲမှာကျွန်တော်တို့ကိုပေါ်ပြတာကျွန်တော်တို့ရဲ့ယုံကြည်မှုခိုင်မြဲမှုဒီကြားနာခြင်းမှာကြားနာခြင်းဒီနှုတ်ကပတ်အတန်တော်မှာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်အတန်တော်ဆိုဘုဒ္ဓအတန်ဖတ်ခမီးတော်ရဲ့အတန်ဆိုတာကျွန်တော်ကောင်းဆောင်ပုံခံပြည့်တယ်လို့ပါဒီလိုဝန်ခံနိုင်မှုရအတွက်နံပါတ်3အနေနဲ့ဆိုကျွန်တော်တို့စဉ်းစားဆင်ခြင်နိုင်မှုရအတွက်ကကြားနာနိုင်ဖတ်ရဖတ်ခမီးတော်ရဲ့အတန်ကိုကြားဖို့ဖတ်ရတမန်ကျမ်းစာကိုဖတ်တတ်ရဒီကျမ်းကိုဖတ်တဲ့အခါမှာဟောတနေ့ကပြောသလိုအိတ်ဆဲအဖြစ်ဖတ်တာချက်တကယ်မြင်တတ်ကိုရတယ်ဒီတမန်ကျမ်းစာဒီဒေသနာတော်ဒီမိမိရဲ့အသက်တာကိုဘာတွေပေါ်ပြနေတယ်လဲဆိုတာကိုမြင်တတ်ကိုရတယ်ရှားပွေတတ်ကိုရတယ်ဖြစ်တယ်ဒီလိုရှားပွေတတ်တော်သူတုတ်တန်ကျမ်းအခန်းကြီး4မှာပေါ်ပြတာတကယ်လို့မှဖတ်ခမီးတော်ရဲ့အတန်တော်ကိုဖတ်ရှုခြင်းအားဖြင့်တဘောပေါက်တော်သူကျမ်းမာခြင်းအသက်ရှင်ခြင်းကောင်းစွာပြုစုခြင်းဆိုတဲ့စုခြင်းဆိုကိုခံစားရမှာဖြစ်ဓမ္မကျမ်းစာကကျွန်တော်တို့ကိုခုပေါ်ပြထားတာကိုတွေ့ရတယ်ကျုပ်က summary ရှုဖို့နာရအိုင် summary နံပါတ်ရှရတနာကတကယ်လို့များကျွန်တော်တို့အားနည်းခြင်းတွေမြောက်များစွာရှိနေတောင်မှတမန်ကျမ်းစာကိုဖတ်ရှုဒုက္ခဒေသနာတော်ကိုဖတ်ရှုခြင်းအားဖြင့်ကျွန်တော်ရဲ့အသက်တာဝိညာဉ်တော်နဲ့ကျမ်းမာခြင်းအသက်ရှင်ခြင်းဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းဆိုတဲ့စုကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်ဆာလံကျမ်းထဲမှာ119ငွေ30တရားကနေ105အထိပေါ်ပြထားတယ်ဓမ္မကျမ်းစာကိုဖတ်ရှုလေ့လာတော်သူများသည်ဉာဏ်တော်လို့ခေါ်ဒီဗမာကျမ်းမှာဉာဏ်တော်ကျုပ်ဖို့ကမြစ်ဖာကြီးလူလာနာရင်းချက်ခြင်းအတိပညာတူးပွား၍လူများတဲ့တာ၍ကောင်းချီးကိုခံစားရအလိမ္မာရှိကြလေကျုပ်လက်ကပေါ့မရှာကပါလေတာကောင်းဆူနာတိုင်ဂရမ်ကပဲနာလာချာမြစ်ဖာကြီးလူဝါတဲ့နာအစပုန်ကောင်စာလမ်ကိုကုံကြံဝါနာဘယ်လွဲမှုရှုတဲ့ငွေပဲလက်တာအခါနာရှိကြောလာခြင်းမရှာကပါလေတာကောင်းဆူနာကောင်းတဲ့စားတာတခုစနေတာပေါ့လက်စားရှိဖို့ဒီဓမ္မကျမ်းစာတွေမှာခုလိုပေါ်ပြထားတယ်တွေ့ရကောင်းစွာလေ့လာခဖတ်ခမီးတော်ရဲ့အတန်ကိုဖတ်စုလေ့လာလိုက်ခြင်းဒီလူကြီးများတဲ့တားရဲ့အလိမ္မာရှိလာအသိပညာရှိလာမယ်ဆိုတာသိရအခုလိုအသိပညာရှိလာတော့သူဒီနံပါတ်4ဝေငါတက်တဲ့ခံကြီးဆိုတဲ့အတက်တာပိုက်ဆိုင်လိုက်
là này mà chỉ ta cũng khởi giáแต่ทรงดูมวยงานไหนดีติดตีมาพิวไหนดีติดตีมาขันไหนดีจะรู้ก็จานสารอันนี้ที่ตัดพาราเชมีอาจีแต่มาจานสารเดียวมาแต่ก็จานตัดปุ๊บแต่มาจานสารกูก้าวดีย้อมดีย้อมเจ็ดก้าวสวาพอจะยึดสูนในเด็กดูกูพาราเชรู้ကျွန်တော်တို့ရဲ့အစပေါင်း1000မကကျန်းစာနဲ့ကျွမ်းကျင်သောသူများကိုဖာရရှိလို့အဲဒါကျွန်တော်တို့ကဒီကျင့်ကြံမှုအခြားသောသူများအတွက်ဝေငှနိုင်သောတစ်တည်ပြုနိုင်သောယုံကြည်သူများမဟုတ်ရင်ကျွန်တော်တို့ကဖာရရှိတာဖြစ်တယ်ဒါကဓမ္မကျမ်းစာရဲ့ပေါ်ပြချက်ရဖြစ်ဒါကြောင့်ကျွန်တော်တို့ကလူအများရှိမှဒီလောကကြီးမှာမြေကြီးစွန်းတိုင်나이 때때냐비 대신 잡아 소비 보비아 진디 비아의 단도고 커미로의 단도고 나카 라이서 진로 두냐 뭐용지 두냐 시마 때때 표현해 보여도 롱소도 너그바တရားတော်ဖြစ်တယ်ဆိုတာတို့နားလည်ရမှာခံယူရမှာကျင့်ကြံရမှာဖြစ်ပါတယ်ဒီလိုများအဲ့လိုမဟုတ်တော့ခဏပြောတဲ့စကားကိုပဲပြန်ရောက်သွားရမှာဖြစ်စင်ရစ်စရာကောင်းတယ်ဆိုတဲ့အထက်ကိုကျွန်တော်တို့ပြန်ရောက်သွားမှာဖြစ်တယ်။တက်တည်မပြုတ်နိုင်ဘူးကျွန်တော်တို့ကခရစ်ဟာလေရှင်းရှင်းပြောမှရှိတယ်။တခါတလေကြရင်ရှင်ဘောလူကလည်းအဲ့ဒီစကားကိုခဏခဏပြောပါတယ်။ဟိုသူများတွေလိုတာမန်လူတွေလိုလုံနိုင်တဲ့အလုပ်ကိုလုပ်ပြီးမှကျွန်တော်ဟာခရစ်ယာန်ပါဆိုပြီးမှလာမပြောနဲ့အဲ့ဒါဆက်စရာကောင်းတယ်။ရှင်ဘောလူပြောသူတို့ညီကိုချင်းချင်းချစ်နိုင်ကြတာပဲသူတို့လည်းချစ်ကြတာပဲ။သူတို့လည်းကိုညီနေကြတာပဲ။သူတို့လည်းလုံနေကြတာပဲဘာထူးဆန်းတယ်ဘာမထူးဆန်းဘာတခုမှမထူးဆန်းဘူးဆိုရင်ဒါဟာကျွန်တော်တို့လည်းခရိယာန်ပါလို့ပြောရင်အိုးခရိယာန်မဟုတ်တဲ့လူလည်းကိုညီနိုင်တယ်ဒီဘက်ကျွန်တော်တို့လည်းကိုညီနိုင်တယ်အတူတူပဲဘာမှထူးခြားမှုမရှိဘာတက်တယ်မှမရှိဘာတက်တယ်မှမရှိရင်ဒါစစ်မှန်တဲ့ခရိယာန်လည်းမဖြစ်နိုင်ဘူးဆိုတဲ့ဘောရှင်ဘောလူကခဏခဏကျွန်တော်တို့ကိုတွင်တင်ပြီးဖြစ်ဒါကြောင့်နောက်ဆုံးနံပါတ်အနေနဲ့နှုတ်ဘတ်ကိုလိုက်လျှောက်ခြင်းဒီကောင်းကြီးမင်္ဂလာဖြစ်စေတယ်ဆိုတာကိုကျွန်တော်တို့ဝန်ခံပေးရမှာဖြစ်ခုနပြောတဲ့ဒီတာမန်လူထက်မြင့်သွားတဲ့သူတိုင်းဒီချမ်းသာခြင်းငြိမ်းအေးခြင်းဝမ်းသာခြင်းပျော်ရွှင်ခြင်းချောင်းမှန်ခြင်းအစရှိသောမင်္ဂလာကိုခံစားရမှာဖြစ်တယ်ဤမင်္ဂလာကိုခံစားရသောသူတိုင်းဒီအသက်ရှင်မှုရင့်ကျက်တည်ကြည်ခြင်းဆိုတဲ့လက္ခဏာအားဖြင့်ကျွန်တော်တို့ကတည်တည်ပြုနိုင်မှာဖြစ်တယ်အခြားသောသူများမယုံကြည်သူများရှိတယ်ယုံကြည်သူအချင်းချင်းရဲ့အကြောင်းရင့်ကျက်သောသူအဖြစ်ကျွန်တော်တို့ကတည်ကြည်စွာတက်ရှင်ပေါ်ပြနိုင်မှာဖြစ်ဒါကဒေသနာတော်ကိုဖခမည်းတော်ရဲ့အတန်တော်ကိုတတ်မှတ်ပြီးဝန်ခံပြီးလိုက်လျှောက်ကျင့်ကြံတော်သူများအတွက်ဖြစ်ခွဲခြားပိုင်းခြားနိုင်သောအတိတရားပြည်ပြည်စုံသောယုံကြည်သူများခရိယာန်များအဖြစ်တက်ရှင်နိုင်ဖြစ်တယ်ပြည်စုံသောအသက်တာကိုတည်ဆောက်နိုင်သောယုံကြည်သူများဖြစ်လာမှာဖြစ်ပါဒီနေ့ကျွန်တော်တို့ကဘောတလောကပြောပြီးကျွန်တော်တိုင်းတစ်ပါးပြည်မှာနေထိုင်ရတခါတည်းကကျွန်တော်ထင်တာအရင်စိတ်ပြင်ပန်းစရာမြောက်များစွာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိနေလိမ့်မယ်လို့ကျွန်တော်အမြင်မျိုးလုပ်ဒီလိုမျိုးမျောလင့်နေတဲ့အလျောက်တကယ်လဲစိတ်ပြက်စရာစိတ်ညစ်စရာဝမ်းနည်းစရာအများကြုံလာတဲ့အခါမှာပြည်စုံတဲ့အသက်တာကိုယ်တိုင်ကမတီးဆောက်နိုင်ဘူးဒီနေရာမှာတင်းဒီအကျွန်ုပ်ဒီဘုရားနဲ့အင်မတန်မှဝေးတဲ့နေရာကြောက်သွားနိုင်စရာအကြောင်းအများကြီးရှိဘုရားရဲ့အတန်တော်နဲ့ဝေးဘယ်လောက်ထိဝေးသွားလဲဆိုရင်ရှားမတွေ့နိုင်အောင်ဝေးသွားတဲ့အချိန်ရှိတယ်အဲ့လိုမျိုးအသက်တာကိုကျွန်တော်တို့ရောက်သွားရင်ဘုရားနဲ့ဝမ်းလေးတကယ်တင်ကိုယ်တိုင်းရဲ့အသက်တာရဲ့အမေလာနဲ့ပြည်တဲ့အသက်တာဖြစ်သွားနိုင်စရာအကြောင်းတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်နားလည်ခွန်အားယူနေကိုရတဲ့လူအပ်တယ်ဆိုတဲ့အကြောင်းဆိုခြင်းဖြစ်ဒါကြောင့်ဒီခါလေးကြာရင်ကျွန်တော်တို့လူငယ်ပြီးနော်ဒီလိုမျိုးတိုင်းတစ်ပါးနေမှာကိုယ်အမိအဖနဲ့ဝေးတဲ့နေရာမှာကျွန်တော်အဖေအမေဒီညီကိုတွေဥပမာဒီဘုရားကျောင်းလေးဝေးသွားတဲ့နေရာဘုရားကျောင်းတစ်ခေါက်မှပေါ်မလာတဲ့လူ
ဥပမာပြောရမယ်ကျွန်တော်ကလာလူနေပဲရှိသေးတယ်အခုမှအသက်27 22ပဲရှိသေးတယ်ကျွန်တော်တော်ရုံတရုံမတည်နိုင်ဘူးလို့ကိုယ့်ကိုယ်ထင်နေတဲ့လူတွေအားရပါရပြောလိုက်အောင်နော်ထင်နေတဲ့လူတွေဒီအချိန်ကဘယ်အချိန်ဆိုတာဒီမှမသိဘူးမသိတဲ့အချိန်ဖက်သွားရင်ဒီရဲ့ဇာပနာကိုကောက်မဲ့လူတော့မရှိပဲဖြစ်သွားနိုင်စရာအကြောင်းတွေအများကြီးဒါကြောင့်ကျွန်တော်တို့ကယုံကြည်သူများအနေနဲ့အခုဒီမှာလုပ်နေတဲ့နိုင်ငံရေးအဖွဲ့အစည်းလည်းဒီအကြောင်းအရာကိုစိုးရိမ်လို့လုပ်နေအလားတူပဲကျွန်တော်တို့ယုံကြည်သူတွေလည်းဒီအကြောင်းအရာကိုစိုးရိမ်ရမှာဖြစ်တယ်ဒါကြောင့်ဘုရားနဲ့ဝေးဘယ်သူမှမနေပါကျွန်တော်ရဲ့အသက်တာတစ်ခုလုံးဒေသနာတော်နဲ့ဘုရားရဲ့နှုတ်ထွက်စကားတော်နဲ့ဘုရားရဲ့အတန်တော်နားထောင်ဒီအကြောင်းတော်ကိုအမြဲမပြတ်ဘုရားရဲ့ရှေ့တော်မှာတိုးဝင်ချင်းကနိုင်ကိုရတယ်ကြိုးစားရမှာဖြစ်တယ်ဤအရာဒီအမှုတော်မျက်နှာထမ်းရွက်နိုင်ခြင်းဆိုတဲ့မင်္ဂလာဖြစ်ပါတယ်ဒီအမှုတော်မျက်နှာထမ်းရွက်နိုင်ခြင်းဆိုတဲ့မင်္ဂလာဒီအတီးပြီးတော့အသက်တာကိုတမန်ကျမ်းစာကကျွန်တော်တို့ကိုဂုံပုတ်အနေနဲ့ထည့်ပေးထားတဲ့ချင်းမြင့်ထားတဲ့ဘွဲ့ထူဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူအရောက်စီတိုင်းအတီးပြီးတော့အသက်တာအဖြစ်ကျင့်ကြံနိုင်ဖို့ရတယ်ဒီမတန်းမှာအရေးကြီးတဲ့အကြောင်းဆိုလိုခြင်းပဲဖြစ်ပါတယ်တကယ်လို့များကျွန်တော်တို့ကအတီးမတီးနိုင်ခဲ့ဘူးဤဒေသနာတော်အားဤအလင်းတော်၌မဝိလျော်တတ်ပဲဤအလင်းတော်ရဲ့လမ်းပြမှုနောက်မှာမလိုက်နိုင်သောအရာခတ်သိမ်းမှုကိုပုတ်လေဒီမှာမီးရှို့မှာဖြစ်ပါတယ်အဲ့ဒီအပြင်ကြီးကိုခုတ်ဖို့အတွက်ရေးတင်းကဒီအပြင်ရဲ့အောက်မှာရှိနေပြီးသားဆိုတာရှင်ယောဟန်ကျမ်းထဲမှာပေါ်ပြပြီးဖြစ်ပါတယ်ဒီအကြောင်းကိုလည်းကျွန်တော်တို့ခဏကြားပြီးဖြစ်ပါတယ်ဒါကြောင့်ရှင်ယောဟန်အခန်းကြီး8ခုတော့ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းလောကကြီးအလေးများဖြစ်၍ခိုင်ကြီးခြင်းနဲ့ရှင်သာတော်ကောင်းကြီးများတိုးပွားသောယုံကြည်သူများအဖြစ်ကျွန်တော်ရဲ့အသက်တာတစ်ခုလုံးမှာလောကဒေသနာတော်ကြီးနောက်လိုက်ပြီးစကားလားလောကဒေသနာတော်နဲ့အတူတူအသက်ရှင်နိုင်မှုရအတွက်ခွန်အားယူရင်တိုးပွားကြပါစို့လို့ခေါ်ပြီးဒီကုန်းချုပ်ပါလေရောက်စီတဲ့ပေါ်ဖျားရှိကောင်းကြီးပေးပါစေအာမင်အရှင်တော်သမတိနာတော်ကိုပေါ်ကြပြီးတဲ့ဆရာကြီးကိုကျေးဇူးတင်ရှိပါတယ်။ကျမတို့အားလုံးလည်းနာဟန်ချင်းတက်တာဟုတ်ပဲလက်တွေ့တိုင်းလာအရှင်ကြပါစို့